ရှင်တော်သည်အရှင်သောဓမ္မဝင်ခဲ့လေသည်သာသနာရောင်အထွန်းရွှွှွှပါတီအရှင်တော်ပဲကျိုးစီကဒီဟောနီနီယောထွက်တည်ဒီချိန်ဒီဒီကဒီခါကြီးမှာခမရတို့ကျွန်တော်တို့လူဖြစ်ရကြနတ်ပေသည်ဗုဒ္ဓဘာသာမြန်မာပြည်ပြီးဒါနကိုလည်းပြုရသည်သီလကိုလည်းစောင့်တည်ရမည်ဘာဝနာကိုလည်းပွားများကြအားထားသဘာပွားများကြသူတော်သည်တွေအမောင်ကိုကွေလို့အလင်းတော့ရောက်ချိန်တမ်းပြီတန်တရားကိုတကယ်ယုံမုံမာမယုံထွက်ကုန်ရဟောဒီသုံးတဲ့ဘုံကလူကြီးရလေသည်ဗုဒ္ဓဘာသာမြန်မာပြည်ပြီးဒါနကိုလည်းပြုရသည်သီလကိုလည်းစောင့်တည်ရမည်ဘာဝနာကိုလည်းပွားများကြအားထားသဘာပွားများကြသူတော်သည်တွေအမောင်ကိုကွေ